zodiac sign တွေထဲမှာကြောက်စရာအကောင်းဆုံး zodiac sign တစ်ခုအဲ့ဒါကတော့ Libra ပဲဖြစ်ပါတယ် Libra တွေမှာကြောက်စရာကောင်းတဲ့အမှောင်ဖတ်ချမ်းတွေရှိတယ်အဲ့ဒီအမှောင်ဖတ်ချမ်းတွေလူတွေကဘာလို့ကြောက်ကြလဲဆိုတော့ဒီနေ့အရင်ပြပြမှာဖြစ်ပါတယ်နံပါတ်1ချက်ညနေဖုံးနှစ်ထပ်နဲ့နေတတ်ခြင်း Libra တွေက peace keeper တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလူတွေနဲ့လာရောက်ညှိတွေဖြစ်အောင်နေတတ်ပါတယ်အဲ့ဒီချက်ကြောင့်ပဲလူကြောက်ကိုသူတို့ကမျက်နှာမှာအပြင်မှာပြုံးပြနေတတ်ပေမဲ့သူတို့ရဲ့စိတ်ထဲမှာတခြားသူချက်ကိုဝေဖန်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်တခြားသူရဲ့အကြောင်းကိုနောက်တစ်ခုပြန်ပြောပြနေတာမျိုးအလုံးနိုင်ဆုံးသူတွေဖြစ်ပါတယ်နံပါတ်2ချက်ကတော့စိတ်ကိုကင်တွယ်ချေလင်နိုင်ခြင်းဖြစ်ပါတယ် Libra တွေကဒီစကားပြောကောင်းတဲ့အတွက်ကြောင့်မလို့သူတို့တခုခုလိုချင်ပြီဆိုလို့ရှိရင်တစ်ဖက်သူကအတင်းချက်ကြီးတောင်းဆိုပြောတာမဟုတ်ဘဲနဲ့တဖြည်းဖြည်းချင်းတစ်ဖက်သူကသူတို့ရဲ့တောင်းဆိုချက်ကိုနားရင်အောင်လုပ်ပြီးတော့မှတဖြည်းဖြည်းချင်းသိမ့်သွင်းပြီးတော့သူတို့လိုချင်တာကိုရအောင်ယူတတ်တဲ့သူတွေပေါ့နော်နောက်တစ်ချက်အနေနဲ့ပြဿနာတစ်ခုခုဖြစ်လို့ရှိရင်တော့မှသူတို့ကိုသူတို့မျက်နာသူတွေဖြစ်ဟန်ဆောင်ပြီးတော့တကယ်ကြအမှားလိုက်တာသူတို့ပဲဒါပေမဲ့တစ်ဖက်ကသူကငါဘာမှားသွားလဲငါဘာလုပ်လိုက်မိရလဲဆိုပြီးတော့ကိုကိုအပြစ်သားဖြစ်သွားအောင်ကိုပန်းလူသိတဲ့သူတွေဖြစ်ပါတယ်နံပါတ်3ချက်စိတ်ဒရီးဟာဖြစ်တတ်ခြင်း Libra တွေကသူများကကိုစိတ်ခုအောင်မှအရင်ကြောက်တယ်နောက်ကြသူများကကိုစိတ်မကြည်မနှက်ဖြစ်သွားစီမှာအရင်စိုးရိမ်နေပေါ့နော်ဒီအတွက်ကြောင့်မလို့အဆုံးဖြတ်ချက်တွေချတဲ့အခါမှာ Libra တွေကဆုံးဖြတ်ချက်မခိုင်မမာတာတွေအများကြီးဖြစ်တတ်တယ်ပေါ့နော်ဥပမာရွေးချယ်စရာတစ်ခုရှိလို့ရှိရင်ဒီနှစ်ခုသူတို့ဘာကိုရွေးလို့ရမှန်းမသိဖြစ်တတ်တယ်ဒီကိစ္စတွေကပဲအလုပ်တူတူတွဲလုပ်တဲ့အခါမှာ Libra နဲ့အလုပ်တူတူတွဲလုပ်တဲ့အခါမှာအချိန်နှောင့်နှေးတာတွေကြံ့ကြာတာမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်နောက်ချက်အနေနဲ့ Libra တွေက mirroring လုပ်တဲ့နေရာမှာအရန်တော်တယ်ဒီ mirroring လုပ်တယ်ဆိုတာဘယ်လိုပြောချင်တာလဲဆိုတော့တစ်ဖက်သူရဲ့အချင်းစရိုက်ကိုသူတို့သိရတဲ့အခါမှာဒီအချင်းစရိုက်ကကိုယ့်ရဲ့အချင်းစရိုက်လို့ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့အချင်းစရိုက်နဲ့ကိုယ့်ရဲ့အချင်းစရိုက်ကတူနေသလိုမျိုးသူတို့ဟန်ဆောင်ပြီးတော့လှည့်ပြတတ်ပါတယ်နောက်ဆုံးချက်လေးကကြတော့ Libra တွေကအရန်အညှိုးကြီးပါတယ်အဲ့တော့ဘယ်လိုအညှိုးကြီးလဲဆိုလို့ရှိရင်တရားရောက်ကသူတို့ကိုထိခိုက်နေတာအောင်လိုက်တာပဲဖြစ်ဖြစ်မကျင်တဲ့အောင်လိုက်တာပဲဖြစ်ဖြစ်သူတို့ကပေါ်တင်တုံ့ပြန်တာမဟုတ်ဘဲနဲ့ဥမာတရားရောက်ကကိုပြောလိုက်တယ်ဆိုလို့ရှိရင်အမြင်မှာတော့သူကဒီဟာကိုခွတ်လို့ပေးလိုက်တယ်လို့သဘောထားကြီးပြီးသူလိုမျိုးပုံစံမျိုးဖြစ်ပင်မဲ့တကယ်ကြောင့်သူတို့စိတ်ထဲမှာအရန်အညှိုးတိထားလို့ကြီးတယ်တစ်ချိန်ချိန်မှာအခွင့်အခါကြုံလို့ရှိရင်သူတို့ခံခဲ့ရတဲ့အဖြစ်အပျက်အတိုင်းတစ်ဖက်သူကိုပြန်ပြီးတော့အညှိုးထားပြီးတော့ပြန်လုပ်တတ်ပါတယ်အဲ့အရှင်းဆုံးပြမယ်ဆိုလို့ရှိရင်တခြားဆိုတဲ့ဆိုင်တွေက Libra တွေကိုကြောက်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးသူတို့ရဲ့စိတ်ဓာတ်ကိုသူတို့ရဲ့အပြင်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုပေါ့နော်ဒါတွေအရန်ဟန်ဆောင်ကောင်းတဲ့အတွက်ကြောင့်မလို့ Libra တွေကိုတောင်းရှောင်ကြတဲ့သဘောမျိုးဖြစ်ပါတယ်အဲ့ဒါတွေကကြတော့ Libra တွေရဲ့ကြောက်စရာကောင်းတဲ့အချက်တွေပဲဖြစ်ပါတယ်တခြားဆိုတဲ့ဆိုင်တွေအကြောင်းလည်းနောက်နေ့မှာထပ်ပြီးပြောပြပါမယ်ဒီနေ့ကဒီလောက်ပါပဲ bye bye have a nice day